ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ K ဆက်ပါဒီနေ့မှာတော့ကျွန်တော်တို့ Align Motion နဲ့ဒီ Fade in Fade out ဇွန်းအောင်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်အလွယ်ကူဆုံးနဲ့အခြေခံကိုဘယ်လိုလုပ်အောင်လဲဆိုတော့ပြပြပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်အချိန်မဆွဲတော့ဘဲနဲ့ကျွန်တော်တို့ကြည့်လိုက်အောင် Okay ကျွန်တော်တို့ဒီ Align Motion နဲ့ရောက်ပြီဆိုတော့ကျွန်တော်လုံးမဲ့ ratio ကိုရွေးလိုက်မယ်ကျွန်တော်ကတော့ run ratio 1နဲ့ပဲလုံးမှာဖြစ်တဲ့run ratio 1ကိုပဲရွေးမယ်ပြီးရင်ကျွန်တော်တို့ကိုထည့်မယ် click ထည့်မယ်ပေါ့နော်ဟုတ်ပြီclick ကိုရွေးပြီးသွားပြီဆိုရင်ကျွန်တော်စလုပ်ရမယ့်အရာကအရင်ဆုံးကျွန်တော်တို့ဒီဇွန်းအောင်ပေါ့နော်ကျွန်တော်ရှေ့ကိုတိုးလိုက်နောက်ကိုဆုပ်သွားလိုက်အဲ့ဒါကိုကျွန်တော်အခြေခံရင်လုပ်မယ် Okay အဲ့ဒါလွယ်တယ်ကျွန်တော်တို့ click ကိုတစ်ချက်ထောက်လိုက်မယ်ပြီးကျွန်တော်တို့ဒီ move and transform ထဲမှာရှိအောင်နော် move and transform ကိုနှိပ်ပြီးရင်အဲ့ဒီရောက်ကဓာတ်လေးကိုနှိပ်ပြီးတော့ကျွန်တော် key frame တစ်ခုချလိုက်မယ်key frame တစ်ခုချမှာဒီရှေ့အကောင်ကကျတော့ကျွန်တော်တို့ကဇွန်းအောင်ပေါ့နော်ဇွန်းဆိုတော့ရှေ့ကိုကတ်လာမှာရှေ့ကိုကတ်လာမှာဖြစ်တဲ့ဒီ key frame ကိုတစ်ခုဒီနားမှာပဲထားမယ်ဒီနား key frame ကိုကျွန်တော်တို့ကဒီရှေ့ဒီဆွဲလိုက်ပါတော့ကိုရှေ့ကိုဇွန်းကတ်ချင်တဲ့လောက်လေးဆွဲကတ်လိုက်မယ်ပြီးနောက်ကိုဆုပ်လိုက်မယ်ဗျပြီးရင်တော့ကျွန်တော်တို့ကဒီเนาะ grab သုံးမယ် grab ကိုကျွန်တော်ဒီဟာလေးကိုလို့ရေးထားလိုက်မှာပေါ့ Okay ပြန်ကြည့်လိုက်မယ် Okay ဒီနောက်ကဒီကောင်ကရှေ့ကိုကတ်လာတာဖြစ်တဲ့ဒီကောင်ကကျတော့သေးပြီးတော့နောက်ကိုဝင်သွားမှာဗျဇွန်းအောင်ဆိုတော့ Okay အဲ့တော့ဒီပထမဆုံး key frame မှာကျွန်တော်ကြီးထားမယ်ပေါ့ကြီးလိုက်မယ်ပြီးပြီးရင်ကျွန်တော်ဒီ key frame မှာnormal ပုံမှန်ပဲပေါ့နော်ကျင်းသွားမှာဖြစ်တဲ့အတွက်ဒီ key frame မှာကျွန်တော်တို့ကပုံမှန်ပဲသေးသွားမှာဖြစ်တဲ့အတွက်ဆောနာပုံမှန် size လေးပဲကျွန်တော်ပြန်ထားပေးမယ်ပြီးရင်ကျွန်တော်နောက်ကိုစုပ်လိုက်မယ်ကိုကျွန်တော်တို့ copy ယူမယ် copy ယူသွားပြီဆိုရင်ကျွန်တော်ဒီမှာထည့်လိုက်မယ် Okay ဒါဆိုဇွန်းရသွားပြီပေါ့နော်ဒါဇွန်းအခြေခံဒါပဲဟုတ်ပြီကျွန်တော်တို့ဒီဇွန်းကဒါပဲလားဆိုမဟုတ်ပါဘူးကျွန်တော်တို့ဇွန်းကလုံးလို့ရတဲ့ key grab တွေအများကြီးရှိပါတယ်ကျွန်တော်ကဒါလုံးဝအခုမှစလုပ်မဲ့ beginner တွေအတွက်ဖြစ်ပါတယ်ပေါ့နော်ဒီ grab လေးသုံးလိုက်ပါပေါ့နော်ကျွန်တော်တို့က Okay ကျွန်တော်လုပ်ပြီးသွားပြီဆိုရင်ဒီမှာ effect ထဲကနေဒီကောင် copy effect လုပ်ပြီးတော့ကျွန်တော်တို့ဒီဘက် clip မှာထည့်လိုက်မှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဇွန်း fade ကိုအလွယ်ကူဆုံးလုပ်ပြီးသွားပြီဖြစ်ပါတယ်